ကဲဒီနေ့ကတော့စားရမယ့်လက်ကတော့ဝတ်သားဖြစ်ပါလေဝတ်သားကြိတ်ထားတာဝတ်သားကိုကြိတ်ထားတာနော်ဝတ်သားကိုကြိတ်ထားတာပြောင်းဘူးနဲ့ချက်မှာဖြစ်ပါလေဒီနေ့လို့ရတဲ့လို့လဲလို့စားလဲစားတရုတ်နန်းပင်ဖြစ်ပါတယ်စပယ်ရှယ်စားမှာဒီနေ့ကတော့ပြောင်းဘူးနဲ့ခဲလက်ကိုတော့ရင်ချက်ထားတာဖြစ်ပါတယ်အင်းကြီးရဲ့စားကြပါဦးစပယ်ရှယ်ကဲခုတော့လုံးလေးနေနဲ့လုံးမှာဖြစ်ပါတယ်ဟုတ်လားရှင်တို့ဒီလက်စားတယ်မောလက်ကလည်းစီးထားလားမသိဘူးစီးထားပါတယ်ဟောဝါဒီမှာလုံးလေးတွေနဲ့လောက်စလုံးလေးတွေကြာနေရဒါရိုခဲ့ပါပြီအလုံးလေးတွေနဲ့လဲစားလို့တအားကောင်းတယ်အဲ့ဒါအကြောင်းကိုကျွန်တော်ကနေတိုင်းဒါချက်စားနေရဟာလူကတော့ဝက်ပြင်းနေဘာပဲပုံမှန်လုပ်ရတာဆိုတော့အားစီသွားအောင်လို့ကိုစားမဲ့ဟင်းတွေသမင်းတွေလည်းကောင်းအားစီအောင်လို့ချက်ရတာဖြစ်ပါတယ်